လူချင်းတို့ခမရဘဝမှာအောင်မြင်ခြင်းရင်လူတွေကြိုက်တာကိုကြီးပဲလိုက်မလို့ပါနဲ့ကိုကြိုက်တာကိုကိုအရင်လုပ်ပါကိုကြိုက်တာကိုကိုလုပ်ပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်အောင်လုပ်ပါလူတော်တော်များများစကြိုးစားတာနဲ့လူတွေကြိုက်အောင်ပဲလိုက်လုပ်နေတာနဲ့ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့တဖြည်းဖြည်းဝေးကွာလာတယ်ကိုကြိုက်တာကိုကိုလုပ်ပါပြီးမှအဲ့ဒီအရာကိုလူတွေကြိုက်အောင်လုပ်ပါလူချင်းမတို့လူတိုင်းမကြိုက်နိုင်ဒါကိုတော့သတိပြုဖို့လိုတယ်လူတိုင်းဆိုရဲလူတိုင်းကြိုက်အောင်လုပ်မယ်ဆိုတဲ့စကားကတော်တော်ဆိုးတယ်နော်လူတိုင်းမကြိုက်နိုင်ကဘာပေါ်မှာလူတိုင်းကြိုက်တဲ့ brand ဆိုတာရှိကိုမရှိဘူးဘလောက်ပဲကဘာကျော်တဲ့ brand ဖြစ်ဖြစ်အဲ့ဒီ brand ကိုမကြိုက်တဲ့သူကရှိကိုရှိတယ်ကဘာပေါ်မှာလူတိုင်းအားပေးတဲ့ဘောလုံးအသင်းဆိုတာရှိကိုမရှိဘူးဘလောက်ပဲတကဘာလုံးကအားပေးပါတယ်ဆိုတဲ့ဘောလုံးအသင်းရှိကြီးအဲ့ဒီအသင်းကိုအားမပေးတဲ့သူကရှိကိုရှိတယ်ဒါကြောင့်အဓိကကကိုယ့်ရဲ့အများနဲ့မတူတမူထူးခြားမှုကိုတန်ဖိုးထားတဲ့ right group မှန်ကန်တဲ့အဖွဲ့ကိုမှန်ကန်ဒီ group ကိုဟိုကဆက်သွယ်ဆောင်ရွက်နိုင်ရင်လူချင်းမင်းရဲ့အောင်မြင်မှုကိုရရှိမှာဖြစ်တယ်ကိုယ့်ရဲ့အများနဲ့မတူတမူထူးခြားမှုကို